နေရောင်ခြည်နှင့်အမြဲတောက်ပနေသည့်ပင်လယ်ထဲကမြို့တော်ကြီးဟီလီယိုဆိုတဲ့မြို့တစ်မြို့ရှိတယ်။ထိုမြို့တွင်ပန်းပွင့်များနှင့်တဘာဝကိုအလွန်မြတ်နိုးတဲ့မင်းသမီးလေးတစ်ပါးသစဉ်ရှိတယ်။တနေ့တွင်သူမသည်ယောဂအမျိုးမျိုးကိုပျောက်ကင်းစေနိုင်သည့်ရှားပါးမော်အသီးတစ်မျိုးရှိတယ်လို့ကြားသိရတယ်တဲ့။ထိုအသီးကိုရှာဖွေရန်မော်ဆန်နှင့်တောအုပ်ကြီးထဲသို့ထွက်သွားခဲ့တယ်။တောထဲမှာလမ်းပြောက်ကအန္တရာယ်များကြားပိတ်မိခဲ့တယ်။ထိုအခါမင်းကြီးကလည်းမင်းသမီးကိုရှာဖွေရန်မြို့တော်မှာရှိတဲ့ဓာရီကျွမ်းကျင်ပြီးရဲစွမ်းတတိရှိသူကိုရှာဖွေကြတယ်။တောဆက်နာတွင်နေထိုင်သောဓာရီကျွမ်းကျင်ပြီးရဲစွမ်းတတိအပြည့်ရှိတဲ့လူတစ်ဦးကိုတွေ့တယ်။ထိုလူကိုကိုစွန်းလို့ခေါ်တဲ့ဘုရင်ကြီးကမင်းသမီးလေးကိုရှာဖွေရန်တော်ဝင်အမိန့်ပေးခဲ့တယ်။ကိုစွန်းလည်းဘုရင်ပေးသောအမိန့်ကိုလေးနက်သောမျက်လုံးများနှင့်ခိုင်မာသောဆုံးဖြတ်ချက်ထားကာချက်ချင်းပဲခရီးစတင်ခဲ့တယ်။ကိုစွန်းလည်းနတ်မောင်ပြီးကြောက်စရာကောင်းတဲ့တောမော်ဆန်သည့်တောအုပ်ကြီးထဲသို့ရောက်ရှိသွားတယ်။ထိုတောအုပ်ထဲရှိတစ်ပင်များကကိုစွန်းကိုမြင်သည်နှင့်တဝါဝတဝူခြောက်လန့်တက်ကြတယ်။တစ်ပင်များကကိုစွန်းကိုကြောက်စရာကောင်းသည့်အတန်များဖြင့်ခြောက်လန့်ကြတော့လေကိုစွန်းကမျက်နှာတီတီဖြင့်သာရှေ့သို့ခြေလန်းမှန်မှန်လျှောက်လန်းခဲ့တယ်။ကိုစွန်းဤစိတ်တို့မင်းသမီးကိုကဲတင်ရန်တွင်သာအာယုံဆိုင်နေပြီးထိုခြောက်လန့်တန်များကသူ့ကိုလုံးဝမထိခိုက်နိုင်ခဲ့ပါဘူး။ကိုစွန်းဤတည်ကြည်ပြီးလေးနက်သောခံနိုင်ရည်အားကိုတစ်ပင်များကမြင်သောအခါတစ်ပင်များသည်တဖြည်းဖြည်းတိတ်ဆိတ်သွားပြီးမင်းသမီးရှိရာလန့်ကျောင်းမှန်ကိုငြိမ်သက်စွာဖွင့်ပေးလိုက်ကြတယ်။လမ်းဆုံးတွင်ကိုစွန်းသည်တစ်ပင်ထိပ်ဖျား၌ပိတ်မိနေသောမင်းသမီးလေးတစ်စဉ်ကိုတွေ့လိုက်ရတယ်။ကိုစွန်းသည်လျင်မြန်စွာတစ်ပင်ပေါ်တက်ကာစကားတခုမှမဆိုဘဲမင်းသမီးကိုညင်သာစွာကယ်တင်ခဲ့တယ်။မင်းသမီးတစ်စဉ်ကကိုစွန်းရဲ့တည်ငြိမ်မှုကိုအံ့ဩချီးကျူးလိုက်တယ်။တင်ကရဲစွန်းတတိပြေးဝတဲ့သူတဦးပဲ။သူမကကိုစွန်းကိုကျမတို့အဖေမင်းကြီးနာမကျန်းဖြစ်နေတာကိုကုသဖို့မော်အသီးကိုရအောင်ယူရအောင်မယ်ဟုရှင်းပြတယ်။ကိုစွန်းလည်းမင်းသမီးရှင်းပြတာကိုလက်ခံပြီးနှစ်ဦးသားနှင်းခဲတောင်တန်းသို့ဆက်လက်ခီးနေကြတယ်။တောင်ထိပ်ရှိဂူကြီးရှိသို့ရောက်သောအခါရွှေအတိုက်ဆောက်နဂါမင်းနာရဲရနှင့်တွေ့ဆုံကြလေရောနဂါမင်းနာရဲရသည်တီကြီးလေးနှက်ပြီးတိတ်ဆိတ်ခြင်းကိုနှစ်သက်သောရှေးဟောင်းနဂါကြီးဖြစ်တယ်။ကိုစွန်းသည်နဂါမင်းနာရဲရရှိတွင်ကိုကိုင်းညွတ်အယိုအသေးပေးပြီးနဂါမင်းအကျုံးနှင့်မင်းသမီးသည်မော်အသီးကိုရယူလိုပါသည်အကျုံးတို့၏ရည်ရွယ်ချက်မှာမင်းသမီးရဲ့အဖေနာမကျန်းဖြစ်နေသည်ကိုကုသရန်ဖြစ်သည်ဟုတိုတုတ်လေးနှက်စွာလျှောက်တင်တယ်။နဂါမင်းနာရဲရသည်မျက်လုံးဖြင့်အကဲဖြတ်ပြီးနောက်စမ်းသပ်မှု၃ခုကိုမိတောင်များဖြင့်ရေးဆွဲပြသလိုက်တယ်။ဒီခံခြင်းစမ်းသပ်မှုနှင့်နားလည်မှုစမ်းသပ်မှု၃ပထမစမ်းသပ်မှုတွင်ကိုစွန်းသည်ရုပ်ထုကဲ့သို့မလုံမရှက်တည်ငြိမ်စွာရပ်နေခဲ့သည်သူ၏စိတ်ပိုင်းဖြတ်မှုသည်နဂါမင်းနာရဲရကိုအထူးကျေနပ်စေသည်ဒုတိယစမ်းသပ်မှုတွင်မင်းသမီးတစ်စဉ်သည်စီးစိမ်ကိုမမတ်မောဘဲတန်ဖိုးအရှိဆုံးဖြစ်သောမော်အသီးကိုသာအာယုံဆိုင်ကောက်ယူခဲ့သည်တတိယစမ်းသပ်မှုတွင်ကိုစွန်းနှင့်တစ်စဉ်တို့သည်တဦးကိုတဦးအပြည့်အဝယုံကြည်မှုဖြင့်အမှောင်ထုကိုကြော်ဖြတ်ခဲ့ကြသည်နဂါမင်းနာရဲရသည်မင်းတို့၏စေတနာနှင့်တည်ကြည်မှုကိုတွေ့မြင်သောအခါကောင်းပြီမင်းတို့သည်ငါ၏စမ်းသပ်မှုကိုအောင်မြင်ခဲ့ကြပြီးမင်းသမီး၏ဉာဏ်ပညာနှင့်ကိုစွန်းရဲ့တည်ကြည်မှုတို့သည်အရာခတ်သိမ်းကိုအောင်မြင်စေနိုင်သည်ဟုပြောကြားလိုက်တယ်။ထို့နောက်နဂါမင်းကမော်အသီးကိုမင်းသမီးအားပေးပြီးကိုစွန်းအားအမှန်တရားကိုအမြဲမြင်နိုင်သောနဂါမျက်ရည်ကြောက်စိမ့်ကိုပေးခဲ့တယ်။မင်းသမီးလေးအားရွှေအတိုင်းမှတောက်ပသောပန်းပွင့်ပုံလက်ဝတ်ရတနာကိုလည်းလက်ဆောင်ပေးလိုက်တယ်။ကိုစွန်းနှင့်မင်းသမီးတစ်စဉ်တို့ကရွှေအတိုက်ဆောက်နဂါမင်း၏ဆုလက်များနှင့်မော်အသီးကိုယူဆောင်ကာမြို့တော်ဟီလီယိုသို့ပြန်လာခဲ့ကြတယ်။မင်းသမီးသည်မော်အသီးဖြင့်ဖခင်မင်းကြီးကိုကုသပေးခဲ့ပြီးမင်းကြီးလည်းကျမ်းမာလာခဲ့တယ်။မင်းကြီးကျမ်းမာလာတော့မြို့သူမြို့သားအားလုံးလည်းပျော်ရွှင်နေကြတယ်။ကိုစွန်းလည်းအတိမတ်ပြုခြင်းခံရသောသူရဲကောင်းတဦးဖြစ်လာခဲ့တယ်။မင်းကြီးလည်းမင်းသမီးနှင့်ကိုစွန်းကိုလက်ဆက်ပေးပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်။